မျိုးသမီးငယ်ရဲ့အကြောင်းကတော့အမြဲတမ်းဒီစံသားတွေမှာတော့သူတို့မျိုးကိုပေါ်ပြထားတယ်သူရဲ့အကြောင်းတော့အမြဲတမ်းကြောက်နေတာအကြောင်းအရာလေးပဲဖြစ်တယ်နော်ဒီမျိုးသမီးငယ်တွေကတော့ဣသရေလတိုင်းပြည်ချင်းတော့ဆိုလို့ရှိရင်ဣသရေလတိုင်းပြည်ကိုသူရိဒီကတော့စိတ်တိုင်းရဲ့မှာဣသရေလတိုင်းပြည်ကိုရှင်းပါတယ်ဘုရားဒါရှင်းပါတယ်နော်သူရိရှင်တွေရလို့ရှိရင်ဣသရေလပြည်သူပြည်သားတွေကိုကြည့်ရတဲ့ခဏလာတယ်ခဏလာတဲ့ချိန်မှာမကျိုးလို့တေတော်တွေမှာလုံးခိုင်းတယ်ဒါကြည့်ရတဲ့ဒီငယ်လေးကိုတော့သူရိနိုင်ရဲ့ဟိုချုပ်မင်းလေးမှထီးရဟဲ့ဒီတော့ဒီမျိုးသမီးငယ်တွေကဆိုလို့ရှိရင်ငယ်ရွယ်နဲ့ဒီသားတွေနဲ့ပြောပါပြီးတော့တိုင်းဘာမှသူ့မှာပြန်ရတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့တမန်နဲ့မှာဆိုလို့ရှိရင်မျိုးသမီးငယ်တွေကဆိုလို့ရှိရင်အလုပ်လုပ်ပြီးနေကိုယ့်ရဲ့ဒီမှာဝန်လေးဆိုတဲ့ခိုင်နေတာကိုပြောခဲ့တယ်။ဒါနဲ့တော့ဆိုတော့ဒီမှာဘာကြောင့်ဝန်လေးနေတာလဲလို့ပြောရတဲ့အခါမှာသူရဲ့ဒီမှာဒီကြီးအဆိုလို့ရှိရင်တော့ယောဂအကျင့်ကိုခံစားနေရတော့အဲယောဂဆိုလို့ရှိရင်အနာဆိုပြီးလူနာယောဂကိုတော့အခုသူတို့ရဲ့အချိန်မှာတော့ဘယ်သူမှဘုလိုမပြောတဲ့ယောဂပေါ့နော်အဲ့ဒါကြောင့်သူရဲ့ဒီမှာဆွေးနွေးနေရချင်းဖြစ်တယ်ပြီးတော့အဲ့ဒီဒီယောဂဆိုလို့ရှိရင်တော့ကျမတို့တိုင်းပြည်မှာရှိတဲ့ဣသရေလတိုင်းပြည်ရှမာရိမြို့မှာရှိတဲ့ prophet ဒီကဲမှာသွားရင်တော့ဒီယောဂဆိုလို့ရှိရင်ကျောင်းမှာသိထားတယ်ဘာလို့လဲဆိုတော့ prophet ဒီကဲဆိုလို့ရှိရင်ညာဒီကဲ prophet ကဖြစ်တယ်လို့ရှိရင်ညာဒီကဲရှိတယ်ညာဒီကဲဘုရားတဲ့ရှိတဲ့အတွက်ကြောင့်မို့ကိုယ်ဆိုလို့ရှိရင်ဒီယောဂကိုသိတာအောင်သူကပဲနိုင်မှာသိထားတယ်ဆိုတော့ဒီမှာအဲ့တော့ကျောင်းထဲကလူကြီးများသူကမှာလည်းအဲ့ဒီဘုရားရှင်ကပြောပြတယ်ဒီလိုပဲဒီကတော့ကြတယ်လို့ရှိရင်သူရဲ့ယောဂလည်းဒီထဲမှာဖြစ်နေပြီးတော့ပြန်ထလာတဲ့အချိန်မှာတော့သူရဲ့ယောဂလည်းတကယ်ပဲကျောင်းသွားခဲ့တာတွေ့ရတယ်ဒီကာရကလေးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသမီးငယ်လေးရဆိုလို့ရှိရင်အနေနဲ့လည်းဘာလို့ရှိရင်အရင်ကြီးညာလူကြီးညာလူခံရအောင်ဘုရားကျိုးနေနေတဲ့တိုင်းမှာပါတယ်အဲ့ဒါတော့ဘုရားဆိုလို့ရှိရင်ဒီဣသရေလတိုင်းကိုလာပြီးတော့ဒီကတော့ဆိုနေတဲ့ပေါ်လာတယ်ဆိုတော့ဘာလို့ရဲ့အရင်ကရန်မျိုးအညို့လေးတွေစားရတဲ့မရှိပဲတဲ့သူရဲ့ဒီမှာဝန်နေနေတာကိုတွေ့တဲ့ချိန်မှာသူကဆိုလို့ရှိရင်နားရဲစိတ်ခုနထားတဲ့စိတ်လေးခုနရှိတယ်ပေါ့နော်သူကဆိုလို့ရှိရင်ရဲကိုမြင်နေတဲ့ဒါကရဲ့နေရာကိုကိုယ်ကိုသူမဆိုလို့ရှိရင်ကနမ်းမ
ရဲ့ချစ်ချင်းမြတ်တာကိုထောင်ပြန် နေရပါ ကျမတို့လည်းခြားသူတွေကိုကိုဒီနာမှာရှိတဲ့ပုံစံတွေရဲ့လူတွေကမှ ဟောမတဲရကောဘူးတော့ဒုံမ ဘာသူတွေကိုယူဆ ဘာဒုံမမဘူးလားခါရ ပြီးတော့ဒီနာမှာကနေနဲ့ ဘာလဲနော် ဖပြတဲ့တွေကတော့တော့ကတော့မြင်လာတော့ချပေးပါစေ